shaded area ရှာတဲ့ပု္ပ္ပာနံပါတ်8ကိုဆက်ပြီးတော့တွက်ပြပေးပါမယ်နံပါတ်8ရဲ့ question က what is the areas of the shaded region shaded region ကိုရှာခိုင်းတာပဲเนาะ the below figure is square and semicircle of radius 4 cm ဒီပုံလေးက square ပုံဖြစ်ပြီးတော့ semicircle တွေလည်းပါတယ်သူ့ရဲ့ radius တွေက4 cm လို့ပြောထားတယ်เนาะဒါဆိုရင် radius ဆိုလို့ရှိရင်ဒီဘက်က semicircle ကိုကြည့်မယ်ဆိုရင်ဒီနေရာလောက်ရဲ့ဒီနေရာလေးက radius ဒါလေးက radius ဆိုဒီနေရာ4 cm နော်ဒါလေးက4 cm ရှိပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီအစအနေအဆုံးဆိုလို့ရှိရင်ဒီဘက်ကလည်း radius ဆို4 cm အစအဆုံးဆိုရင်8 cm ရှိမယ်နော်အစအနေဆုံးဆိုရင် plus လောက်လိုက်တော့8 cm ရအဲဆိုရင် radius ဒီ semicircle ရဲ့ radius သိတဲ့အတွက်ကြောင့်မို့လို့ဘာသိလဲဆိုတော့ဒီ square ရဲ့ side တွေကဘယ်လောက်နဲ့လောက်ထားလဲဆိုတာသိသွားပြီနော်ဒါဆို8 cm square ပေါ့နော်8 cm လောက်ထားတဲ့ square လေးတွေအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ရှာမှာကတော့ထုံးစံတိုင်း shaded area ကိုရှာမယ်ဆိုတော့ဒီတစ်ပိုင်းနှစ်ပိုင်းရှာဒီပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် shaded area တွေကshaded area ကိုပဲတည်တံ့ဆွဲထုတ်ပြီးရှာမယ်ဆိုလို့ရှိရင်ရှာရတာမလွယ်ကူနော်ဟိုဘယ်လိုပြောမလဲပုံမှန် shade တွေမျိုးမဟုတ်ဘူးသူရဲ့ area တွေရှာရတာရှုပ်တယ်ပေါ့နော်အဲ့တော့အလွယ်နည်းပြုလုပ်ချက်တွေစဉ်းစားနည်းတွေနဲ့လုပ်ကြည့်မယ်နော်ဒီပု္ပ္ပာမှာဆိုရင်ဘယ်လိုလုပ်လို့လွယ်လဲဆိုတော့နေရာရွှေ့ပြီးတော့သုံးတာလွယ်တယ်ဒီပု္ပ္ပာမှာဆိုရင်ဘယ်လိုနေရာရွှေ့မှလဲတစ်ချက်ကြည့်မယ်နော်ဒီအပေါ်ကဒီအပြာရောင်အပိုင်းလေးဒီအပိုင်းလေးအဲ့အပြာရောင်အပိုင်းလေးကိုနှစ်ချမ်းချမ်းလိုက်နော်ဒီလိုနှစ်ချမ်းချမ်းပြီးတော့အပေါ်ဘက်တစ်ပိုင်းအောက်ဘက်တစ်ပိုင်းအဲ့ဒီနှစ်ပိုင်းကိုနေရာရွှေ့လိုက်မယ်အပေါ်ဘက်တစ်ပိုင်းကိုဒီဘက်မှာပလက်လန်ပြီးတော့ထည့်လိုက်မယ်အောက်ဘက်တစ်ပိုင်းကိုဒီဘက်မှာပလက်လန်ပြီးတော့ထည့်လိုက်နော်မျက်လုံးထဲမှာမြင်သာသွားအောင်တစ်ချက်လောက်ကြည့်ကြည့်မယ်နော်animation လေးနဲ့ပြပေးမယ်ဘယ်လိုရွှေ့သွားလဲဆိုတဲ့ဟာလေးအဲ့လိုမျိုးလေးနော်ဒီဘက်ကခုနအပြာရောင်အချွန်တစ်ခုကိုအကွေးလေးတစ်ခုကိုနှစ်ပိုင်းပိုင်းပြီးတော့ဒီဘက်လိုနေတဲ့နှစ်ပိုင်းကိုဖြည့်လိုက်သူက site တူပဲဘာလို့ site တူပဲလဲဆိုတော့ circle ကိုတဝက်ဝက်ပြီးတော့ဒီလိုထပ်ထားတဲ့နေရာဒါ circle ရဲ့တဝက်ပေါ့နော် quarter circle ပေါ့ quarter circle ရဲ့တဝက်နေရာကိုထပ်ထားတာဟိုဘက်ဒီဘက်တဝက်နေရာကိုထပ်ထားတာဖြစ်တဲ့အတွက်အဲ့နှစ်ချမ်းလုံးက site တူပဲနောက်တော့တိရမှာ square ထဲမှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ semi circle တွေရဲ့ site ကလည်းတူပဲပုံစံတူပဲနော်သူလောက်ထားတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒီနှစ်ချမ်းကိုခုနပြောသလိုမျိုးပဲနေရာနှစ်ဖက်မှာဖြည့်လိုက်လိုတဲ့နေရာနှစ်ဖက်အဲ့ဒါဆိုရင်မျက်လုံးထဲမှာမြင်သာသွားပြီဒီပုံကဒီ shape က triangle shape ပေါ့ triangle ရဲ့ area ကိုရှာလိုက်လို့ရှိရင်သူလိုချင်တဲ့ shaded area ဒီပုံစံရဲ့ area ကိုရသွားမှာတူပဲနော်အဲ့ဆိုရင်ဒီပုံစံလေး area ကိုလိုချင်တယ်ဆိုလို့ရှိရင် triangle ရဲ့ area ကိုရှာမယ်ပေါ့နော်အဲ့ဆိုရင်စပြီးတော့ရှာမယ်နော်စပြီးတော့ရှာမယ် areas or triangle areas or triangle triangle area ကိုလိုချင်ရင် half bh 1/2 bh ပေါ့နော်1/2ပြန်သုံးမယ်သူက square ဖြစ်တဲ့အတွက် base ကော height ကောက8 cm ပဲဒီနေရာက base နော်ဒါက base ဒါက height ဒါက base က8 height က8ဒါဆိုရင်2 4 32 cm square အဲ့ဆိုဒီနေရာလေးက32 cm square အဲဆိုရင်သူလိုချင်တဲ့မူရင်းဒီပုံစံကြီးပေါ့နော်မူရင်းပုံစံရဲ့ shaded area ကခုနကတော့ရှာလိုက်တဲ့ triangle ရဲ့ area နဲ့တူပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ထပ်ပြီးတော့အတီးတန်းရှာစရာမလိုတော့ဘူးဒီလိုပုံစံလေးနဲ့ရှာရင်အရန်လွယ်တယ်ပေါ့နော်အဲဆိုရင်အဖြေထိုးလိုက်ပေါ့သူက the area of the shaded region ဆိုတော့အဲ့လိုလေးပြန်ရေးမယ်ပေါ့ of the shaded area of the shaded region ကခုနတော့ရထားတဲ့ answer 32 cm square ဆိုရင်ရပါဖြေရထားပြီနော်ထပ်တော့စရာမလိုမျက်လုံးထဲမှာမြင်မယ်လို့ထင်ပါတယ်နော်ဒီလိုနေရာလေးရွှေ့ပြီးတော့သုံးရတာမျိုးပေါ့အဲ့လိုသုံးလိုက်လို့ရှိရင်ရှားတာအရန်လွယ်တယ်နော်မျက်လုံးထဲမှာဟိုပုံမှန်တိုင်းပဲဆိုရင်ရှုပ်တယ်ဘယ်လိုရှားမလဲပေါ့နော်အဲ့လိုမျိုးတွေစိတ်ထဲမှာရှုပ်နေတယ်အဲ့ဒါကိုဘယ်လိုရှင်းရမလဲဆိုတာကိုမြင်တတ်ဖို့လိုရပေါ့နော်မမြင်လဲဒီလိုပုံစံလေးတွေကိုဗမာလေ့ကျင့်လို့ရှိရင်သိလာလိမ့်မယ်နော်အားလုံးပဲနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်